မင်္ဂလာပါကျွန်တော်တို့အခုထူးချင်ချစ်စမ်းမင်းနဲ့ချစ်ပင်းတူရှိမားစု promotion ခဲတဲ့အစီအစဉ်မှာစုမဲတွေပေါသွားတဲ့မြောက်ကောင် fight စားကိုရောက်ရှိနေရပဲဖြစ်ပါတယ်အခုကျွန်တော်တို့စုမဲတွေကိုဘယ် customer တွေဘယ်လိုကန်ထူရလဲဆိုတော့သိရအောင်ကျွန်တော်တို့နဲ့တစ်ချက်အထက်မှာဝင်ပြီးတော့စုံစမ်းကြည့်လိုက်အောင်ဗျာမင်္ဂလာပါအခုတို့ဒီ Fighter လက်ဆောင်နဲ့ဆိုင်ရနေကျွန်တော်တို့ရှိမားသူဆမ်နယ်ကပြုလုပ်ပေးတဲ့ဗလာမာ credit card ထဲမှာတွေမှာစုမဲအကြီးတွေပေါသွားတယ်ဆိုတော့သိရတယ်ပေါ့နော်ဟုတ်ကဲ့ဘလောက်စုတွေကိုဘယ်မျိုးနဲ့မှာပေါသွားတယ်ဆိုတာတစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ဗျာကျွန်တော်တို့မြောက်ကောင်ကနေပြီးတော့9သိန်းကျိုးတစ်စုနဲ့တောင်းကလာနေ10သိန်းကျိုးတစ်စုပေါသွားပါတယ်ဟုတ်ကဲ့ပါအခုလို့စုမဲတွေပေါသွားတဲ့အပေါ်မှာ Fighter လက်ဆောင်နဲ့အနေနဲ့ဟိုအပျော်လေးတွေပေါ့နော်ဟောဝေမျှပေးပါဦးခင်ဗျကျွန်တော်တို့ Fighter အခုဆိုင်အတွက်နဲ့ကျွန်တော်တို့customer တော့ဆိုင်တော့အများပြောနေရပါတယ်။ဆက်ကြည့်ကန်ဆန်းမဲ့နဲ့ promotion တွေထပ်လုပ်ပြီးကျွန်တော်လေးပါတယ်။ဒီလိုပါ။ဟုတ်ကျေးဇူးပါ။